Alright ဒီနေ့ကျွန်တော်တို့ Shaman Karate နဲ့ Electric Claw ယူရမယ်ကျွန်တော်ရဲ့ plan ကတော့ Bogla Fruit စားမယ် video တင်ပြီးတော့ကျွန်တော်တို့အဲ့ဒီမီလီတွေအကုန်လုံးတင်အောင်ဖြစ်ပါတယ်ကျွန်တော်အဲ့ဒီ Fighting Side တောင်းမယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီ Fighting Side တဲ့ကောင်းတယ် Bogla Fruit ကျွန်တော်အခုတော့ဝယ်မှာပါပေါ့ကဲကျွန်တော်အခု Bogla Fruit ရပြီဆိုတော့ကျွန်တော်စီးတူးသွားပြီးတော့ Bogla Fruit video တော့တင်မယ်ကျွန်တော်တို့ Bogla Rate မလုပ်ခင်ကျွန်တော်တို့အခုကတော့အဲ့ဒီStar တွေအကုန်လုံးပြန်ပြီးတော့ချိန်နေမှာဖြစ်ပါတယ်Okay, let's go. Bogla way. Here we go. ကျွန်တော်ခုဟောရင်ကိုရောက်နေပြီပေါ့နော်ဟောရင်ကိုရောက်နေပြီကဲဘောလာရီစတော့ ready ပဲတွားFinally နောက်ဆုံးတော့ Bogla Fruit 6ကကြာရှုံးပြီးတော့နောက်ဆုံးတော့အောင်မြင်သွားခဲ့ပါပြီကွာ Let's go bro ကဲ Bogla Fruit ကိုစားပြီးသွားပြီဆိုတော့ကျွန်တော်တို့အခုမီလီတွေတောင်းဝင်မယ် Let's go ကျွန်တော်အခုညီမလေးဝယ်လို့မရသေးဘူးเนาะဆိုဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲ့ဒီ Water Comfort ကိုကျွန်တော်ကအဲ့ဒီ Super Human ရဖို့အတွက်မြန်မြန်ပဲလုပ်လိုက်တယ်ဆိုတော့ဒီ Master က300ကျော်ပဲရှိရေအဲ့ဒါကိုကျွန်တော်4ရက်ထိရအောင် fan ရမယ်ပေါ့နော်ခုကြောင်းရမယ်ဆိုရင်399ပြီနေပြီ400ဆိုရင်ကျွန်တော်တို့အခုဝယ်လို့ရရကွာနော်ပိုက်ဆိုင်ရဲ့ fragment လည်းလောလောက်ဖြစ်နေပြီဆိုတော့အကောက်ဒီမင်းများဆုံးသက်ပေးလိုက်မယ်ကဲဝါတာကောင်ကတော့မဆိုရင်400ပြီးသွားပြီကဲ let's go ကျွန်တော်တို့အခုဒီ fighting side တခုတော့ပြီးသွားပြီဟောဒါနဲ့ကျွန်တော်တွိုင်းပြောရစခုရှိရေတော့ခဲတဲ့ video မှာကျွန်တော် comment YouTube ပိတ်လိုက်တယ်ဘာလို့လဲဆိုတော့ socket မှုလို့လေဆိုတော့ဒီအရင်ကမမှန်လိုက်ရတဲ့ comment တွေကိုဒီမှာမှန်သွားလိုက် okay အခုကတော့ကျွန်တော်အခု Shaman Karate တော့ဝင်နေ Shaman Karate ကိုဘာလို့အဦးဆုံးချိန်နဲ့စမ်းပြီးတော့စူးစမ်းလေ့လာကြည့်ရအောင်နော်ဘာလို့လဲဆိုတော့ကျွန်တော် God Human ဝယ်မှာမလေပြီးကွန်မူတွေပါတင်းပြီးပတ်ကြမ်းမယ်ကွာဟဲ့အဲ့ Shaman Karate ကိုလည်းပဲတင်မယ်ပိုက်ဆိုင်လေးတော့နေပါပြီဆိုတော့ကျွန်တော်ဒီကြားထဲမှာ CV တွေပါနေဟအောင်ကဲ let's go ဒီကြားထဲမှာကျွန်တော်ချားတွေလုပ်ဖို့ရှိတယ်ချားတွေလုပ်ဖို့ရှိရဆိုတာချားခင်းကြီးစောမယ်ဒီ roller ထဲဂိမ်းလေးပါအပြင် Minecraft တို့ channel community တွေအကုန်လုံးကျွန်တော်ဝယ်ပတ်မှုရအောင်ပေါ့နော်ပြီးလေကျွန်တော်အဲ့ဒီ channel တွေမှာအဲ့ဒီ storyline ပုံစံမျိုးလာမယ် yeah ဆိုတော့ကြည့်ပေါ့နော်ကဲအခုတော့တော်တော်နီးကပ်နေပြီပေါ့နော်ကျွန်တော်တို့အခုက mastery က190ခွန်ဖြစ်နေပြီနေရာပြီးရင်ကျွန်တော်တို့အဲ့ဒီဒုတိယ scale ရပြီပေါ့နော်ဒုတိယ scale ပြီးတော့နောက် scale တခုဆိုရင်ကျွန်တော်တို့ပွဲဝိုင်းပေါ့နော်ကဲအဲ့ဆိုနောက်ထပ် fighting side တခုယူမယ်ပြောရဆိုရင်လည်းနေရာပြီးပါပြီကဲ scale စမ်းလုံးကြည့်မယ်အဲ့ဒီစကီကအဝေးကိုတောင်းထုတ်လိုက်တော့ကွာတူးမလို့ပြောပဲတွားနေလို့ကောင်းပြီကွာငါနဲ့မတန်ဘူးတွားအဝေးတွားဆိုတော့ကျွန်တော်တဲနေတော့ဝေးတိလွှဲပြလိုက်တယ်အကွက်ပေါ့နော်ကဲ fighting side တကူကတော့ပြီးမြောက်သွားပြီပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ဒီစကီစမ်းသုံးပြောနောက် electric law ကိုကျွန်တော်ဝယ်သွားမှာပေါ့နော်ဘောဒါပဲလားမတန်လိုက်တာကွာကျွန်တော်နောက်တစ်ခုလည်းမဆွေး400ပြီးပါပြီကဲဆိုတော့ electric law တော့ဝယ်မယ်ကွာ let's go bro အဲ့ဒါနဲ့ကျွန်တော်နောက်တစ်ခုပြောရရှိကျွန်တော်အဲ့ဒီဘယ်မှာတက်နေရင်းနဲ့အဲ့ဒီဘယ်လိုပြောရမလဲဓာတ်အသက်ချောင်းရရပါတော့ဘူလီစော့လေအဲ့ကြော်ပြတွေ့လားအဲ့ဒီဒါဆောင်းမိုက်တွေ့လားစတိုင်းကြရဲစကီးရဲ့ကျမ်းမပေါ်ဝေးကျွန်တော်အခု electric law ဝယ်မယ်ဆိုတော့အပြင်းမြန်ဖို့လိုတယ်4စက္ကန့်30တွေ့ပြည့်ရမယ်ဆိုတော့ pilot ဟိုင်းမှာယူထားရဲကဲလာဟိုတီးသွားမယ်ဟိုမှာတွေ့လားအဲ့ဒီယုံလေးစကားပြောလိုက်ယုံလေးစကားပြောပြီးတော့သူ့ကိုအဲ့ဒီဘာလဲစက္ကန့်30ဆိုရင်ပြေးခိုင်းရမှာပေါ့နော်စက္ကန့်30ဆိုရင်သူကပြေးခိုင်းမှာပြေးခိုင်းရမှာမဟုတ်သူ့ကိုပြေးခိုင်းမှာမဟုတ်ငါရောပြေးရမှာအဲ့မှာစက္ကန့်30 okay စက္ကန့်30ပြေးရောက်ပြေး30စက္ကန့်အခုဘယ်နှစက္ကန့်ပြောသွားပြီမပြောက်ဘူးလားရောက်ဟဲ့မယူလားဟဲ့ငါလမ်းပြောင်းနေပြီ20စက္ကန့်ပဲကျန်တော့မြန်ပြေးရောက်20စက္ကန့်တည်းရောက်15စက္ကန့်ဟာရောငါလမ်းပြောင်းနေပြီလို့ငါမီပါမလားမသိဘူးမမီလဲသွားမယ်ကွာလာခဲ့ဟာရောအဝေးလို့တရားသွားပြီကွာငါတို့ပိုလျင်ဖြစ်နေပြီဟွာ
မီဘူးဟာဆိုင်ညက်အဲ့ဒီတစ်ခါတော့မမီလို့မရအောင်မီကိုမီမရမယ်30စက္ကန့်မြက်ငါးအောင်မာတာအေးပြီးပါပြီတော့ဒီလိုကတိလေးဟိုဖြစ်သွားတာကဲလာဖို့တစ်ခါပြန်သွားပြီးအေးဟိုပြန်တော့ဝယ်ရအောင်မယ်ရောက်သွားပြီသူများပြောကြအဲ့ဒီကလောကစပန်လိုလည်းကောင်းတယ်လေကောင်းဖို့သုံးလို့လည်းကောင်းတယ်လေဒမ်မီလည်းကောင်းတယ်ဆိုတော့အဲ့ကော်ယူမဲမသုံးပဲအဲ့ဒါသုံးလိုက်ပုံမိုင်းလိုက်ရောကဲကျွန်တော်အခုကတော့ကျွန်တော်ဆက်ဖန်ရရှိရ7ဖန်မှာပေါ့နော်ကဲအခုက level 1ပဲရှိသေးရဲ့လာ level 300ကျော်ဒီဖန်မှရမယ်ခုနဟာ recording ပြတ်သွားတယ်ကွာ recording ပြတ်သွားတော့ကျွန်တော်အခုကဒီစကေးပါဟိုကလောက်ထားတာမရိုက်ဖြစ်လိုက်ဘူးဒီစကေးပြမယ်ဒီစကေးကကြည့်ရတော့မစိုးမိုက်လေဒီမှာတွေ့လားအဲ့စကေးဆောင်းမိုက်တော့ဟော damage တွေရှယ်ကက်နေပြမယ်နောက်စကေးတစ်ခုပြခါကိုတော့စောက်နေဒီမှာနော်ဘုံတွေ့လားဒီ damage က9လို့ထော်သွားတာအဲ့ဒါကြောင့်မိုက်တယ်လို့ပြောတာ329လောက်ထားရအောင်လားရမယ်ငါလည်းလက်ညောင်းလာပြီကဲ329ရောက်ပြီနောက်ဆုံးစကေးကဲကျမ်းမဲ့ပုံရအောင်ဆုံးစကေးဆိုတော့ဘာကြီးဖြစ်သွားလဲဗျဘာကြီးဖြစ်သွားလဲညောအလင်းထအောင်မြန်ဒီကနာဒီငါဒီစကေးငါတေချာဇူးလိုက်ပြီးကြည့်မှရမယ်အလင်းတွေကိုမြန်နေတော့အကောင်အယောပန်းရတယ်လည်းတဲ့နေဝါရောဒမ်းမိလေမိုက်တယ်ဝါရောဆိုတော့ မိုက်တယ်ဖန်ရလည်းမစိုးအဆင်ပြေပြီးကျွန်တော်ပြောရရှိသေးတယ်ကျွန်တော် Telegram အကောင့်ကိုကျွန်တော် Telegram channel ကိုကျွန်တော်အဲ့ဒီ comment မှာပေးထားရဲအဲ့ဒီ link comment မှာ link ပေးထားရဲအဲ့ဒီ link copy ယူပြီးတော့နော်အဲ့ဒီဟိုတဲ့ဝင်လိုက်ပြီးရင် like subscribe လုပ်ဖို့မမေ့ကြနဲ့ okay ဒီနေ့ video တော့လောက်ပါပဲ bye bye